အခုရက်ပိုင်းနဲ့မင်းစီအရန်ကြိုက်လို့နေတိုင်းစားပြနေတဲ့ snack လေးအားလုံးနဲ့ share လေးလုပ်ပေးခြင်းလို့ပါအဲ့အသေးချောက်ကလေးတွေပေါ့နော်ဒီကလေ TikTok မှာခဏလူတိုင်းစားပြနေရလေတရုတ်ပမာရောဘလို့ကျွတ်နဲ့ဝါစားပြနေတာဘုံကစားခြင်းစရာမလို့တော့မခံစားနိုင်တော့နဲ့မှားလိုက်တာပေါ့နော်ဒါတကယ်ကြီးတော့ကြီးမင်းစီစားရတဲ့အဖွားအကုန်လုံးကုန်သွားပြီသူကလေဒီအရွက်တွေအစုံအချောက်ခံထားလေးပေါ့နော်ကီဝီသီးတွေခွာသီးလာဥနီရုံးပတေသီးအချောက်တွေရောဒီတဲ့အသေးချောက်လေးမစီစားပြမယ်ပေါ့နော်တွေ့ဖြုံသီးချောက်ကလေးနဲ့တူတယ်တော်တော်လေးဆောက်ကောင်းတယ်ဒါလေးမစီအရင်ကြိုက်တာဒီကောင်လေးကကီဝီသီးချောက်ကလေးပေါ့နော်ကီဝီသီးရကြတော့ तू ကချင်းလေးပေါ့နော်အရင်တော့မချင်းသူကလည်းအငန်တက်ကလေးလည်းပါတယ်ကီဝီသီးတော့မစီအဲ့လောက်ထိမကြိုက်ပဲသီးတောက်ရှည်လေးကစုံဥချက်လေးပါဒီကောင်လေးတော့မစီတို့အိမ်လုံးရဲ့ favorite ပေါ့နော်ပိန်းနေသီးချောက်ကလေးတော့လေလုံးဝမွေးနေအရှမ်းမွေးရကောင်လေးတွေကိုလေဝိတ်ချရင်ဘယ်တော့ဆဝိတ်မတက်တာတော့မဟုတ်ဘူးပေါ့နော်။ဒါမှမဆိုစားရင်တော့သူ့ကယ်လရီနဲ့သူကပါလာပဲဆိုတော့ပြောတိချက်ကလေးဒီကောင်လေးကလေအရန်ချိုတာ။ TikTok မှာလေတော်တော်များများဒိန်ဂျင်နဲ့စားကြတာတွေ့လို့မစီဒိန်ဂျင်နဲ့စားပြမယ်နော်။အဲ့ဒါဆိုရင်မစီနဲ့ဒီဒိန်ဂျင်လေးနဲ့တို့ပြီးစားကြည့်ရအောင်။ Shiitake mushroom လေးဒါလေးလည်းမစီရဲ့ favorite ထဲပါတယ်။ရန်မွှေးလို့ရီဒိန်ဂျင်လေးနဲ့တို့စားပို့ပြီးတော့စိတ်ဝင်ပိန်းနဲ့တိချက်ကလေးနဲ့တို့စားကြည့်မယ်နော် Have a bite ရီဒိန်ဂျင်လေးနဲ့စားလိုက်တော့ protein လေးပါသွားပေါ့သူကအစိမ့်ပတ်လေးပဲသွားဒီတခွားလေးလေးရကြဒိန်ဂျင်နဲ့စားကြည့်တကယ်လိုက်တယ်တော့အဲ့ဒါကြောင့်စားကြအိမ်ကလူတွေလည်းကြွေးရပါတော့မစီရဲ့မမေကပိန်းနဲ့သီးကြောက်လေးကိုအရန်ကြိုက်တယ်ဆိုလို့မစီပိန်းနဲ့သီးကြောက်ကြီးပဲတတကကြီးထပ်ပြီးတော့ဝယ်ထားပါတယ်ဒီကောင်လေးကခုမှရောက်ထားတာပေါ့နော်မစီဖောက်တော့မဖောက်သေးဘူးမစီမမေစားဖို့ဆိုမစီဝယ်ထားလုံးဝအကြီးကြီးပဲပြီးတော့အစုံထုတ်တကကြီးလေးဒါလေးကကြတော့မစီတဝယ်ထားတဲ့ပိန်းနဲ့သီးကြောက်သူကအရန်လူကြိုက်များတယ်လို့လည်းပြောပါတယ်အသီးရချောက်ကလေးတွေမှားခြင်းနဲ့ဆိုရင်ဒီ KS Wholesale and Retail ကနေမှားလို့ရပါတယ်သူတို့ဒါလေးကသူတို့ရဲ့ Facebook page လေးပါသူစီမှာလေတကယ်ကြီးဒီလိုမျိုးအထုပ်အကြီးကြီးမဟုတ်ဘဲနဲ့အထုပ်သေးကလေးတွေလည်းရောင်းနေလို့ပြောရပေါ့နော်အဲ့လိုမျိုးစမ်းစားခြင်းနဲ့သူတွေဆိုလည်းအထုပ်သေးလေးဒီကနေဝယ်လို့ရပါတယ် and thank you so much for watching